ကျက်တော့ဆန်းလေးပါကျက်သားလေးကတော့နူးလောက်ပါဒီလောက်ဆိုတော့ကျက်သားလေးနူးတော့မှဆိုရင်တော့မကြီးနေဘူးလေးထည့်တော့ကြီးနေလေးထည့်ပါမယ်ဒါကတော့နူးလို့ရှင်ခတ်မယ်ဒီနေ့ကဆုံးပို့မှာပါဘဲဥတော့ဒါစေဘဲဥတော့ပါပြီးခဲ့တဲ့ခါဆုံးပို့တော့စေဘဲဥတော့တဲ့စီမထဲဒီနေ့တော့စောရီစီထဲထားဒါကဝတ်သားဟင်းဝတ်တမီချက်လေးကတော့ငထန်လေးပါကငါလည်းပြီးချက်လေးပါဒါလေးစီလေးဒါစနေရဟင်းလေးကိုသားလေးမျိုးလေးဆိုရင်တော့မယုတ်သီးစိမ်းလေးခတ်ပါမယ်မယုတ်သီးစိမ်းလေးခတ်မယ်နာနာမင်းလေးလည်းခတ်မယ်နာနာမင်းပေါက်ကလေးတွေပေါ်နေတာဆိုတယ်နာနာခတ်မယ်ပင်စိမ်းလည်းခတ်လိုက်ဒါဆိုရင်တော့အကောင်းဆုံးလေးရပါဒါဆိုကျတော့ဆိုင်ဟင်းလေးတစ်ခွက်ပါတော့ရှယ်ဖြစ်သွားတော့ပါနော်